ကဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်မွေးစကားရှင်မအစင်သိတာဘူကောင်ဖက်ကတွင်ဒီရစေရှောင်းမပဲဘူး hey ရေကောင်းတော့ထွန်းလို့ဘူးပဲစာတီတွေစာတီမှာ hey hey ရေကောင်းဆိုတော့မြမတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်တဲ့အပြင်းနဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့စူးစမ်း